မြန်မာပရိသတ်တွေအားပေးရခက်ခဲစေမဲ့စိတ်လှုပ်ရှားဖို့အရန်ကောင်းတဲ့ပွဲစဉ်တစ်ပွဲရောက်လာပါပြီ။ One Championship ရဲ့အတန်ဝိတ်တန်းမှာစောင့်ကြည့်တဲ့ပွဲကောင်းတစ်ပွဲဖြစ်ဘရိုနီကာနဲ့အစ္စရေးနိုင်ငံသူဖိုက်တာရှယ်ကူဟန်တို့ရဲ့ပွဲစဉ်ကိုတရားဝင်ချပြလိုက်ပါပြီ။ဘရိုနီကာရဲ့ပြိုင်ဘက်ရှယ်ကူဟန်ဟာOne Championship မှာ၃ပွဲဆက်တိုက်အနိုင်ရထားပြီးရှုံးပွဲမရှိသေးတဲ့အင်အားကောင်းဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။သူမဟာလက်သီးထိုးအခြေခံကောင်းပြီးတိုက်စစ်ကိုပဲအပြင်းအထန်ဖိအားပေးကစားတတ်တဲ့ဖိုက်တာတစ်ယောက်ပါ။ဒါအပြင်ရှယ်ကူဟန်ဟာမြန်မာလက်ဝှေ့နဲ့မစိမ့်သူတစ်ယောက်ဖြစ်ပြီးမြန်မာဖိုက်တာတွေဖြစ်တဲ့ကျော်စွာဝင်းတို့နဲ့လည်းရင်းရင်းနှီးနှီးခင်မင်သူတစ်ယောက်ဖြစ်နေပြန်ပါတယ်။ဒီလိုအကြောင်းအရာတွေကြောင့်ဒီပွဲစဉ်ဟာမြန်မာပရိသတ်တွေအတွက်အားပေးရခက်ခဲစေမဲ့ပွဲတစ်ပွဲဖြစ်ပေမဲ့တကယ်ကိုလက်လွတ်မခံတဲ့အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါပရိသတ်တို့ရောဘရိုနီကာကိုပဲအားပေးကြမလားကွန်မန့်မှာဆွေးနွေးပေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်